မြန်မာကိုစားပြုရှင်ပြိုင်သည့်ချင်းတိုင်းရင်းသားလေးဘန်ဟာ UFC ဖလိုင်းဝိတ်တန်းမှာကမ္ဘာချန်ပီယံဖြစ်ပြီးဒီနေ့ပွဲရဲ့ဒုတိယကောင်ပွဲလည်းဖြစ်ဖလိုင်းဝိတ်ချန်ပီယံလူပွဲလည်းဖြစ်တဲ့ UFC 323ပြိုင်ပွဲမှာမြန်မာကိုစားပြုချင်းတိုင်းရင်းသားလေးဘန်နဲ့ကမ္ဘာဖလိုင်းဝိတ်ချန်ပီယံပန်တိုဂျာတို့ထိုးသက်ခဲ့ရာပထမအချီစမှာပဲပန်တိုဂျာလက်ကျိုးသွားခဲ့တာကြောင့်ပြိုင်ဖက်ဘန်က UFC ဖလိုင်းဝိတ်တန်းကမ္ဘာချန်ပီယံခပ်ဘက်ကိုရယူသွားခဲ့ပါတယ်အမေရိကန်နိုင်ငံနီဗားဒါးပြည်နယ် Las Vegas မြို့တီမွန်ဘိုင်းအာရီနာမှာကျင်းပတဲ့ UFC 323ပြိုင်ပွဲမှာဘရာဇီးနိုင်ငံသားလက်ရှိကမ္ဘာဖလိုင်းဝိတ်ချန်ပီယံပန်တိုဂျာနဲ့မြန်မာကိုစားပြုချင်းတိုင်းရင်းသားလေးဂျော့ရှူဝါဘန်တို့ရှင်ပြိုင်ထိုးသက်ခဲ့ကြတာဖြစ်ပြီးဘန်ကအခုလိုပထမအချီမှာပဲဖလိုင်းဝိတ်ချန်ပီယံခပ်ဘက်ကိုရယူသွားခဲ့တာပါပွဲဆက်စချင်းမှာပဲပန်တိုဂျာကလင်းလင်းမြန်မြန်နဲ့ဘန်ကိုဝင်ရောက်ထိုးသက်ခဲ့ပါတယ်။အဲ့ဒီလိုလုံးသက်နေချိန်စက္ကန့်ပိုင်းမှာပဲဝင်လုံးလာတဲ့ပန်တိုဂျာကိုဘန်ကပြန်လဲထိုးသက်တွန်းလွှတ်လိုက်ချိန်မှာပန်တိုဂျာလဲကျသွားခဲ့ပြီးအခက်မတင်ပဲသူ့ရဲ့လက်ကျိုးသွားခဲ့ပါတယ်။ဒီတန်ရာနဲ့ပဲပွဲကိုဆက်လက်ထိုးသက်နိုင်တော့ခြင်းမရှိတော့တာကြောင့်ဘန်ကပထမအချီအစောပိုင်းမှာပဲပြိုင်ဘက်ကိုအနိုင်ရရှိတာချန်ပီယံခပ်ဘက်ကိုစုခူးသွားခဲ့တာလည်းဖြစ်ပါတယ်။ UFC ဟာကိုခံပညာရက်များစွာကိုပေါင်းစပ်ထားတဲ့ကစားနည်းရဲ့ပြရုပ်အဖွဲ့အစည်းဖြစ်တယ်လို့ NNL နဲ့ A ပြိုင်ပွဲတွေထဲမှာတက်တန်းအရင်ဆုံးအအောင်မြင်ဆုံးနဲ့ကမ္ဘာအကောင်းဆုံးဖိုက်တာတွေအမြောက်အများစုဝေးနေပြီးကမ္ဘာတဝန်းကပြည်သူအများအပြားစောင့်ကြည့်ရတဲ့ထိုးသက်ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။အခုပြိုင်ပွဲကိုမြန်မာနဲ့ကမ္ဘာတဝန်းကဘန်ရဲ့ပရိသတ်များကအွန်လိုင်းကစောင့်ကြည့်ခဲ့ကြတယ်လို့အမေရိကန်ရောက်1ချန်ပီယံရှစ်ချန်ပီယံဟောင်းအောင်လအန်ဆန်းအဆိုတော်အာဇာနီတို့အပါအဝင်မြန်မာပရိသတ်အမြောက်များလည်းကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးဝန်းရံခဲ့ကြပါတယ်။အခုပွဲကိုအနိုင်ရလိုက်တာကြောင့်အသက်24နှစ်သာရှိသေးတဲ့ဘန်ဟာ UFC သမိုင်းမှာဒုတိယအသက်ငယ်ဆုံးနဲ့အရှေ့တောင်အာရှအာဆီယံနိုင်ငံတွေထဲမှာပထမဦးဆုံး UFC ချန်ပီယံဖြစ်လာတာလည်းဖြစ်ပါတယ်